Kaga Microsoft Word Excel မှာပေါ့နော် Excel မှာဘာတွေရှိလဲဆိုလို့ရှိရင်GAN ပေါ့နော် GAN UAR1 ကျွန်တော်အားလို့ရိုက်တယ်ပြီးသွားတဲ့အနေနဲ့အောက်ကိုဆွဲပြီးတော့တလားချင်းစီတူအားဘာဖြစ်လို့ဆိုတော့တိုးသွားတယ်ပေါ့နော်ဒီလိုရိုက်တယ်တိုးသွားတယ်အဲ့လိုတလားချင်းအစင်းသိမ်းရိုက်လို့ရတယ်ဒါပေမဲ့မြန်မာလိုရိုက်တဲ့အခါကြာလို့ရှိရင်ဇန်နဝါရီလို့ရိုက်တယ်ဇန်နဝါရီလို့ရိုက်ပြီးမြန်မာလိုရိုက်တဲ့အခါကျရင်သူကအဲ့လိုမျိုးတိုးမသွားဘူးပေါ့နော်တိုးမသွားတဲ့အတွက်အဲ့ဒီအရာလေးကိုသွားပြီးတော့ပြင်ထားမယ်ကိုစက်ရင်းလေးတစ်ခုသွားပြီးတော့ဖန်တီးထားမယ်အဲ့တော့အဲ့လိုဖန်တီးထားဖို့အတွက်ကဘာမှရှိလဲဆိုလို့ရှိရင် file တက်ထဲမှာရှိပါတယ် file တက်ထဲမှာရှိရပေါ့နော် file တက်ထဲကိုသွားတယ်ပြီးရတဲ့ option ဆိုတာလေးရှိပါတယ် option လေးကိုနှိပ်မယ်ပေါက်လေးကြာလာလိမ့်မယ်အဲ့ပေါက်ကြာလာတဲ့အခါကျရင် event ကိုရွေးပါမယ်ဒီ event လေးကိုရွေးပါအဲ့တော့ဒီမှာဒီထဲကနေပြီးတော့နောက်ဆုံးပိန်းလေးလိမ့်လိုက်ပေါ့နော်ပိန်းလေးဆွဲပြီးသွားတဲ့အခါကျရင်အဲ့ဒီမှာနောက်ဆုံးမှရှိတဲ့ဒီမှာနော် edit custom လေးဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါကျရင်ဒီပေါက်လေးကြာလာပါလိမ့်မယ်အဲ့ဒီပေါက်လေးထဲမှာကိုကဒီမှာ new list လို့ပေါ်နေအဲ့ new list မှာတစ်ချက်နှိပ်ပြီးတော့ဒီမှာရိုက်ထည့်သွားလိုက်အဲ့တော့ဒီမှာစက်ရင်းလေးကိုအကုန်လုံးတန်းစီပြီးရိုက်ထားလိုက်ပေါ့ရိုက်ပြီးသွားတဲ့အခါကျရင် add ကိုနှိပ်လိုက်ဒီပေါက်လေးတွေရောက်သွားလိမ့်မယ်ရောက်သွားတဲ့အခါကျလို့ရှိရင် okay လို့ခေါ်လိုက်ပြီးရင်ဒီပေါက်ကိုလည်း okay လို့ခေါ်မယ်ခေါ်ပြီးတဲ့အခါကျရင်ရိုက်ထည့်ကြည့်မယ်ပေါ့နော်အနမရိုက်တယ်အနားကောက်တယ်ပြီးရနေအောက်ကိုဆွဲကြည့်လိုက်ပါအဲ့ဆိုရင်ဒါတွေအကုန်လုံးရိုက်စရာမလိုပဲနဲ့အဲ့လိုမျိုးလေးသွားပြီးတော့တုံးလို့ရပါတယ်ဒါကတော့အဲ့ဒီပေါက်ထဲကနေသွားပြီးတော့ကိုယ့်အကိုစိတ်ကြိုက်သွားပြီးတော့ပြင်ဆင်လို့ရပါတယ်နော်